ကဲရှစ်မိုက်စင်ကြီးကိုမောင်နှမများအားလုံးပဲမင်္ဂလာပါကျွန်တော်နံပါတ်1တစ်ချက်ပြောချင်တာကတော့ Viber ဖုန်းနံပါတ်ပေးပြီးတော့9000နဲ့လာယူပါ1000နဲ့လာယူပါဆိုပြီးတော့ကျွန်တော်ရောင်းစားတဲ့ကောင်မဟုတ်ပါဘူးနောက်တစ်ခုကျွန်တော်ပြောမယ်ကဏ္ဍလဲလာပြီးတော့ကျွန်တော်ရောင်းတာမဟုတ်ပါဘူးခဲရှိကဏ္ဍလဲကျွန်တော်ရောင်းတာမဟုတ်ပါဘူးဗျာနော်ကျွန်တော်တဲ့ပြောမှာပါကျွန်တော်ပုံပွင့်လင်းလင်းပြောမှာပါကျွန်တော်ကလိုက်လွှင့်လို့မရသေးပါဘူးကျွန်တော်အကောင့်လေးအခုမှအကောင့်တစ်လေးမို့လို့ဗီဒီယို3မိနစ်စာလေးပဲပြောလို့ရပါတယ်ဒါကြောင့်ကျွန်တော်တူရင်းပဲပြောပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုနောက်လိုက်ရှာစရာမလိုအောင်ကျွန်တော်ဗီဒီယိုလေးတွေကိုသဘောကျတယ်ကြည့်ရှင်တယ်ဆိုလို့ရှိရင်တော့တကယ်လိုက်ပြီးတော့ထိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးတွေတင်တိုင်းသိရအောင် S နဲ့စတဲ့အောက်က subscriber လေးကိုနှိပ်ခဲ့ပေးပါဘယ်ဘက်ရှမ်းအောက်က subscriber လေးကိုနှိပ်ပေးပါပြီးရင်ကျွန်တော် newty ခေါင်းလောင်းလေးတွေနှိပ်ပြထားပေးပါလက်မလေးတွေနှိပ်ပေးရင်ရပါပြီဗျာနော်ဒါလေးပဲကျွန်တော်ပြန်ပြီးကူညီပေးပါအဲကျွန်တော်ကစေတနာနဲ့လာပြီးတော့မျှဝေပေးတာပါတပတ်စာမပြောက်ပတ်သည်စိန်ပတ်သည်နော်တပတ်စာမပြောက်ပတ်သည်လို့ပြောပြင်မဲ့တပတ်စာကိုပျောက်သွားတယ်ဆိုတာတပတ်လုံးမှပျောက်သွားဆိုတာမရှိဘူးလို့ပြောရှင်တာဒါပေမဲ့ပတ်သည်ရဲ့ target ကတော့3ရက်ပဲစားလို့လိုက်ရမှာမွေးရမှာနော်ပုတ်တခုမကြော်ဘူးကျွန်တော်ပတ်သည်ကနော်1000ရာခိုင်နှုန်းတော့ကျွန်တော်ပတ်သည်ကဗုဒ္ဓဘူးမကြော်ဘူးပတ်သည်ဝါဒနာပါတဲ့လူတွေစိန်ပတ်သည်ကိုစားလို့ပတ်ရှင်ပါတယ်ဆိုတဲ့လူတွေကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါကျွန်တော်ပတ်သည်ဒီတစ်ပတ်သည်ပါဗုဒ္ဓဘူးမကြော်အခုက2026 5လပိုင်း2026 5လပိုင်းဒီနေ့ဘယ်နှစ်ရက်လဲဆိုတော့18ရက်နော်18ရက်ကနေပြီးတော့18 19 20ရက်ထိဗုဒ္ဓဘူးမကြော်စိန်ပတ်သည်မပြောက်ပတ်သည်ဒီတစ်ပတ်သည်ပါတစ်နဲ့ပတ်သက်ပြီးတော့ main ကွက်လေးတွေကတော့ခွန်1 8 1 2 1 3 1ပါဗျနော်အဲ့ဒီ main ကွက်4ကွက်လေးတင်ထိုးပါပြီးရင်ပတ်သည်ပတ်ပါဘာလို့လဲဆိုတော့နှစ်သီးသားရအောင်လို့ကျွန်တော်ပြောတာပါနောက်တစ်ခုကကြတော့ break စလို့မွေး break တပတ်စာမပြောက် break ကျွန်တော်ထပ်ပေးခဲ့ပါအောင်မယ် break ကြိုက်တဲ့ညီကိုတွေရှိရင်လည်းယူထိုးလို့ရပါတယ်3တဲ့ရင်ယူ3ပါအသုံးမတဲ့ရင်ယူမ3ပါနဲ့ကျွန်တော်အတင်းကျပ်မထိုးခိုင်းပါဘူးเนาะကျွန်တော်ကစေတနာနဲ့ပေးတဲ့လူပါစာတို့ break ဒီတစ်လျှောက် break ပါတစ်လျှောက် break ပါเนาะတစ်လျှောက် break ပါတစ်လျှောက် break ကစာတို့မွေး break ပါမပြောက် break ပါเนาะနောက်ဗီဒီယိုလေးတွေကိုလည်းကျွန်တော်နေ့တိုင်းလေးတွေနေ့စဉ်နဲ့အမျှကျွန်တော်1 chain လေးတွေကျွန်တော်ပြောပြသွားမယ်နေ့တိုင်းထိုးခြင်းတဲ့လူတွေလည်းနေ့တိုင်းထိုးလို့ရအောင်ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ခြင်းရင်เนาะအမြဲတမ်း subscriber လေးကိုနှိပ်ပေးပါလက်မလေးတွေနှိပ်ပေးပါလို့တောင်းပန်ပါတယ်